အားလုံးပဲမင်္ဂလာပါလောကကြီးမှာဒုက္ခပေါင်းများစွာပြဿနာပေါင်းများစွာအခက်ခဲပေါင်းများစွာရှိတဲ့အထက်မှာဝမ်းမြောက်ကြမှာစွာဖြင့်အကောင်းဆုံးပို့ဆောင်ပေးတဲ့အသက်ရှင်ခွင့်ပေးတဲ့ဘုရားခင်နာမတော်တာ၍ဘုန်းကြီးပါစေချီတော်ဓမ္မမိတ်ဆွေများအားလုံးဒီလဲတခင်ရှုခရစ်ကျေးဇူးတော်နဲ့ညီသက်ချင်းကောင်းကြီးမင်္ဂလာများခံစားကြပါစေလို့စေဥစွာနှုတ်ခွန်းဆက်ပါတယ်အခြေအနေငယ်ရတဲ့အခိုင်မှာဘုရားခင်နှုတ်ပတ်တော်ကိုလေ့လာကြပါစို့ဆလံခန်းကြီး128အပိုင်းငယ်1ဖြစ်ပါတယ်ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခရီးတော်သို့လိုက်သွားသည်များသောသူတို့သည်မင်္ဂလာရှိကြ၏ဘုရားခင်နှုတ်ပတ်တော်အားဖြင့်အလောပေါ်ဘုရားခင်ကောင်းချီးပေးပါစေနှုတ်ပတ်တော်ဖော်ပြချက်အရာဒီကနေ့ဝင်ငါချက်ဟာမင်္ဂလာရှိတော်သူဖြစ်ပါတယ်အာမင်ဒီချမ်းချက်လေးကိုအချက်နှစ်ချက်ပါနေတာကိုတွေ့ရပါတယ်ပထမအချက်ကြတော့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဖြစ်ပါတယ်အာမင်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဟာပါလဲတမန်ကျမ်းစာမှာအဖြေရှိပါတယ်တုတ်တကျမ်းအခန်းကြီး9အပိုင်းငယ်30ကိုကြည့်ကြပါစို့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည်ပညာဤမူလအမြစ်ဖြစ်၏လို့ရေးထားပါတယ်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဟာပညာတကာထက်ပညာဤမူလအမြစ်ဖြစ်ပါတယ်အာမင်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဟာပညာဖြစ်ပါတယ်ဒုတိယအချက်ကလမ်းခရီးတော်တို့လိုက်သွားတော်သူဖြစ်ပါတယ်လမ်းခရီးတော်တို့ဘယ်လိုလိုက်မလဲလမ်းခရီးဟာဘာလဲဘုရားသခင်ရဲ့လမ်းခရီးဟာဘယ်မှာလဲကျွန်တော်တို့စဉ်းစားစရာဆင်ခြင်စရာရှိပါတယ်သို့တော့ထာဝရဘုရားရဲ့လမ်းခရီးတော်ဟာပါလဲဆိုတာတမန်ကျမ်းစာမှာအသစ်လင်းဖွင့်ပြထားတာကိုတွေ့ရပါတယ်ရှင်ယောဟန်အခန်းကြီး14ပိုင်းငယ်6မှာယေရှုကငါသည်လမ်းခရီးဖြစ်၏လို့ပြောဆိုထားပါတယ်အာမင်သခင်ရှုဟာလမ်းခရီးဖြစ်ပါတယ်အာမင်ဒီနေ့လမ်းခရီးတော်တို့လိုက်သွားသည်များသောသူတို့ဒီမင်္ဂလာရှိ၏လို့ဘုရားသခင်ဘာကြောင့်စကားပြောနေတယ်လဲဆိုလိုတာကသခင်ယေရှုခရစ်တော်နောက်လိုက်တော်သူဟာမင်္ဂလာရှိတော်သူဖြစ်ပါတယ်လို့ဘုရားသခင်စကားပြောနေတာဖြစ်ပါတယ်အာမင်ဒါကြောင့်ဒီနေ့ဒီမှာကြားရတဲ့ဓမ္မမိတ်ဆွေများကိုအားပေးချင်ပါတယ်ထာဝရဘုရားကိုကြောက်ရွံ့၍အသက်ရှင်တော်သူဖြစ်ပါစေပညာတကာထက်ပညာကိုရတော်သူဖြစ်ပါစေထာဝရဘုရားဤလမ်းခရီးတော်တည်ဟုသောသခင်ယေရှုခရစ်တော်ဤနောက်တော်သို့လိုက်၍မင်္ဂလာရှိတော်သူများဖြစ်ကြပါစေလို့ဘုရားသခင်နှုတ်ပတ်တော်အားဖြင့်ဝင်ငါပါတယ်အလောဘဘုရားသခင်ကောင်းချီးပေးပါစေအာမင်